ရှိတယ်တနေ့မိုဘိုင်းလက်တံဆိုတဲ့ဂိမ်းပဲစော့နေတယ်ဟဲ့နင်တို့ရောစော့လားလူကြီးတော့စက်ပတ်ရုံနဲ့ရကျင်တဲ့စောကနို့ကြီးဖင်ကြီးမှတဲ့စက်ပတ်တောင်မရဘူးတထောင်စားရဲ့ အန်ဒီဘူးတီကြော်ကိုဘူးတီမပါပဲကြော်လို့ရလားဗျ ဘူးသီးမထက်ကျင်ရင်စက်ပတ်တာထက်စားလိုက်တော့မအေလို့ထမင်းကြော်ဆိုင်လာပြီးတထောင်စားကထမင်းကြော်တပွဲပေးထမင်းမထက်ဘူးတဲ့စက်ပတ်တာထက်စားလိုက်တော့မအေလို့စောက်အပြင်တစ်ခါသွားဖို့တိုင်ပင်တာအိမ်ကမလွတ်တဲ့သူနဲ့လင်းနဲ့တိုင်ပင်မယ်ဆိုတဲ့သူနဲ့စောက်ဆံမရှိတဲ့သူနဲ့ဖာတန်းမီးလောင်တယ်လို့ပဲဟေးငါတို့ငငယ်တုန်းကဆိုရင်စွမ်းအားတွေပါဝါဒိန်းကြားတွေပဲလိုချင်တာအခုခက်ကလေးတွေကလင်းပဲလိုချင်နေတယ် လင်ဒါယူနေတဲ့တငယ်ချင်းကိုဘာပြောချင်လဲရှင်ဖွာ အချိန်တန်ရင်ပြတ်မှာပါပဲဖောက်ပြန်ခြင်းနဲ့နေသားကြနေတဲ့လူကိုတစ္ဆာရေတောက်ခိုင်းလဲသေးပေါက်တာပဲရှိမယ် ကို့ကိုမကောင်းပြောတဲ့သူကိုဘာပြောချင်လဲ သူတို့ရုံမာသလိုကိုကပြန်ရုံမာရင်လည်းငရဲပြီမှာဒီအခွက်တွေပဲထပ်မြင်ရအောင်ပါ